ကျမရောက်ရှိနေရလေးကတော့ရခိုင်ပြည်တောင်ဘက်ချမ်းအာခါတက်တော်သိမ့်ပိုက်ထိန်ချုပ်ထားတဲ့တောင်ကုန်းမြို့ကိုရောက်ရှိနေရပဲဖြစ်ပါတယ်။တောင်ကုန်းမြို့ကိုဆိုလို့ရှိရင်အာခါတက်တော်ကပြီးခဲ့တဲ့2024ခုနှစ်ကုန်ပိုင်းဒီဇင်ဘာ14ရက်နေ့ကသိမ့်ပိုက်နိုင်ခဲ့ရဖြစ်ပြီးတော့အခုဆိုလို့ရှိရင်9လခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။အဲဒီ9လအတော်အတွင်းမှာအာခါပြည်သူတော်လိုင်းအစိုးရအနေနဲ့ဘလို့ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ထားလဲဆိုတာနဲ့ပတ်သက်ပြီးတော့တောင်ကုန်းမြို့မှာရှိတဲ့သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့မြို့ခံပြည်သူတွေကိုမေးမြန်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ကျွန်မကတော့ Campaign News သတင်းဌာနကသတင်းတောက်တီဗီပဲဖြစ်ပါတယ်ရှင်။တောင်ကုန်းမြို့ဟာလမ်းမေးဆိုင်တွေနဲ့ကွန်းရဆိုင်ကွန်းရီကွန်းသွေးတွေမတွေ့ရှိရပဲတန်ရှင်းတရနေရာကိုတွေ့ရပါတယ်။တောင်ကုန်းမြို့ဧရိယာအတွင်းမှာကွန်းတီကွန်းရဝယ်ယူရောင်းချခွင့်ကိုအာရခပြည်သူတော်လိုင်းအစိုးရကတမ်းမြစ်ထားတာကိုတွေ့ရပါတယ်။ကိုစားခွင့်ကိုတော့ပေးပြင်ထားခြင်းမရှိဘူးလို့မြို့နယ်စီမံသားရေးတာဝန်ရှိသူက Campaign News တို့ပြောပါတယ်။ကွမ်းရောင်းဝယ်နဲ့ပတ်သက်တာကြလို့ဒီကွမ်းခင်းစိတ်လူကြီးကကြလို့ကျွန်တော်တို့ဒီအဓိကကျွန်တော်တို့လို့စတမ်းမှဆက်ထားရလို့ဒီမြို့ကိုစီပင်အေရီယာအတွင်းမှာပဲကွမ်းမစားလို့ပြောမှာမဟုတ်ပါဘူး။ကွမ်းရောင်းဆိုင်ရှင်ကိုအဓိကမပြုလုပ်ဖို့တားမြစ်ထားရတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ဒီကွမ်းခင်းစိတ်လူကြီးအနေနဲ့လည်းကောင်းနိုင်နာမှုကတော့ကောင်းကောင်းပြီးမှတ်တယ်အဓိကတော့ဒီတန်းရှင်းတာမြို့တစ်မြို့ဖြစ်ဖို့အတွက်ဒီကိစ္စကိုပုံဆောင်နေတဲ့အတွက်ကြောင့်ပြည်သူတွေလည်းပူးပေါင်းပါအောင်ဆိုနောက်ကြလို့ပြီးတော့ကြားတဲ့ဟိုလို့ဆိုအစိုးရတခုအနေနဲ့ပူးပေါင်းပါအောင်ဆောင်ရွက်လာပါဘူးတောင်ကုန်းမြို့နယ်တောင်ကုန်းခရိုင်အတွင်းတွင်ကုန်သွယ်ခွန်အယောင်းဝယ်ခွန်လုပ်ငန်းခွန်အခွန်၃မျိုးသာကောက်လျက်ရှိပြီးအိမ်နိုင်စစ်အခွန်ကောက်ခံခြင်းမရှိဘူးဟုအကောက်ခွန်ဌာနမှတာဝန်ရှိသူတို့ကပြောပါတယ်ကျွန်တော်တောင်ကုန်းခရိုင်တောင်ကုန်းမြို့နယ်အတွင်းထင်မှာလို့ကနေပြီးကြလေဟီကျွန်တော်ကုန်သွယ်ခွန်နောက်တဲ့လုပ်ငန်းခွန်အရုံးဝယ်ခွန်ဆိုပြီးခွန်၃မျိုးဟိုသုံးစောတော့ကောက်ချလို့တို့ရှိပါတယ်။ရန်အထက်မှာတော့ကဒီကုန်သွယ်ခွန်ကတော့ကပြည်တွင်းပြည်ပတွင်းကုန်ဝန်ကုန်ရန်ကုန်ပစ္စည်းတွေကိုမပြီးကြအဓိကအော်ဖြင့်ခွန်ကောက်ခံပြီးဒီလုပ်ငန်းခွန်ကတော့ကအခုလက်ရှိတောင်ကုန်းမြို့နယ်အတွင်းမှာပြီးကြလေပတ်နေကြတဲ့လုပ်ငန်းအမျိုးမျိုးလုပ်ငန်းအမျိုးမျိုးကိုမပြီးကြခွန်ပြီးကြလို့တော့ဟိနေပါတယ်ရေကအရောင်းဝင်ခွန်နဲ့ပတ်သက်ပြီးနောက်တော့ကကျွန်တော်တို့ဒီဘက်လေတော်လိုင်းကာလာလေးဖိုက်တယ်နဲ့အရောင်းဝင်တရားတော့ကအကောင်းကောင်းကြီးတော့ကမိုင်းတလောက်ရှော့ပါတယ်ရေကလိမ့်မှာတော့ကအင်းရာမေအရောင်းဝင်ဒီကောအရောင်းဝင်ဒီကအနေချင်းရှိပါတယ်ရာဒီကတော့ကနေပြီးကြကျွန်တော်အခွန်အရောင်းဝင်ခွန်တိုင်းပြီးတာဖဲချလို့တော့ခိုင်းပါတယ်ဒါအပြင်အိမ်ချမ်းမြေအယောင်းဝယ်ခွန်တွင်ရောင်းသူက3%ဝယ်သူက2%5%သာကောက်ခံလျက်ရှိကြောင်းသိရပါတယ်။အိမ်ခံမြေအရောင်းဝယ်နဲ့ပတ်သက်ပြီးနောက်တော့ကကျွန်တော်ရောင်းသူက3%ဖိုက်ပြီးဝယ်သူက2%ဆောင်လာလို့ဖြစ်ပါတယ်။တကယ်ဒါကတော့ကကျွန်တော်တို့လက်ရှိအစိုးရရဲ့အနေနဲ့နေပြီးအရင်စိတ်ကုန်သူလေးထဲကကောက်ခံထားတဲ့အခွန်နှုန်းတော့တဲ့ကျွန်တော်တို့နေပြီးအမျိုးကြီးချိုးပို့ထားတဲ့နေထားမှုတစ်ခုပါရအရင်စိတ်ကုန်သူလေးထိတ်ကဆိုတော့ကနှစ်ခုပေါင်း10ရာခဏလောက်ထိကိုကောက်ခံလို့ဟိတ်ပါကိုလေးရှိကျွန်တော်ဆိုရတဲ့ထင်မှာတော့ကနေပြီးငေါနှစ်ခုပေါင်း9ရာခိုင်နှုန်းဝန်းကျင်လောက်ပါကောက်ခံထားတဲ့နေထားမှုတစ်ခုပါဒီကျွန်တော်လက်ရှိမိဘမှာအခွန်ကောက်နေတဲ့အခွန်ကောက်ဒီအနေနဲ့ကိုလေတော့ဒီပိုင်းမိခွန်ရခွန်ဒီမျိုးမမလဲရန်ဟာဒီကိုဟိုကောက်ခံဖို့ညာတော့ထောခင်းလေးမရှိပါကောက်ခံလို့လေးမရှိခဲ့ပါကျွန်တော်ဦးဒီတောင်ကုန်းမြို့ထဲမှာဒီစီမံဌာနလှုပ်ဆောင်နေတာတော့အဓိကဒီမြို့ပုံ9ရပ်ကွက်တန်းရှင်းကိုဦးစားပေးတာလှုပ်ဆောင်နေပါဘာနာနောက်တစ်ခုကကြားလို့ရှိဒီမြို့ပုံ9ရပ်ကွက်မှာဒီပြည်သူတွေရီယာကြီးရဲ့အတွက်ငါစေတီကိုကောင်းမွန်တဲ့သုံးစရာကြီးဖို့အတွက်လှုပ်ဆောင်နေတာလို့ဖြစ်ပါခါကောက်ခံနေတဲ့ဟာတို့ဒီတန်းရှင်းအတွက်ကောက်ခံနေရတော့ဖြစ်ပါပါဒီတန်းရှင်းအတွက်ကောက်ခံနေရတော့ကျွန်တော်တို့ဒီပထမမြို့စနာလို့တဲ့3လပိုင်းဒီ2လပိုင်းကကျွန်တော်မြို့ပေါ်မှာလူကြီးစနာနေထိုင်ပါတယ်နေထိုင်ဖို့ဝင်ရောက်တဲ့အချိန်မှာကျွန်တော်တို့ဒီ3လပိုင်းလောက်ကို3လတာလောက်ထိကိုအခွန်ခောက်ကိုမယူဘဲနဲ့ကိန်းမခွန်ပြီးတတ်ပါပါအခုလေးဟိရတော့တန်းရှင်းခွန်နဲ့တိုင်ထောင်9000လုံးနဲ့ကောက်ခံလို့ဖြစ်ပါတယ်ဒီရီယာဟိရဲ့အနေနဲ့ကတော့ကျွန်တော်တို့ဒီပိုက်တီကိုလိုက်နာတော့ပြင်ပြီးနေတဲ့လုပ်ငန်းစဉ်မျိုးဖြစ်ပါတယ်ဒီပိုက်တီကိုလိုက်နာပြင်ပြီးနေတဲ့ဒါတို့ဒီကိစ္စနဲ့ပတ်သက်တာတို့ဒီအခွန်ခောက်တို့ကောက်ခံခင်းတော့မဖြစ်သေးပါဘူးကွမ်းရောင်းဝယ်နဲ့ပတ်သက်တာကြလို့ဒီကွမ်းခင်းစိတ်လူကြီးကကြလို့ကျွန်တော်တို့ဒီအဓိကကျွန်တော်လို့စတမ်းမှဆက်ထားရတော့ဒီမြို့ကိုစီပင်အေရီယာအတွင်းမှာပဲကွမ်းမစားလို့ပြောမှာမဟုတ်ပါဘူးကွမ်းရောင်းဆိုင်ရှင်ကိုအဓိကမပြုလုပ်ဖို့တားမြစ်ထားရတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ဒီကွမ်းခင်းစိတ်လူကြီးအနေနဲ့လည်းကောင်းနိုင်နာမှုကတော့ကောင်းကောင်းပြီးမှတ်နိုင်ပါအဓိကတော့ဒီ
တန်းရှင်းတာမြို့တစ်မြို့ထိပ်ဖို့အတွက်အေကိစ္စကိုပုံဆောင်နေတဲ့အတွက်ကြောင့်ပြည်သူတွေလည်းပူးပေါင်းပါဝင်ဖို့ဆိုနောက်ကြလို့ပြီးတော့အတော့ကြားတဲ့ဟိုလို့ဆိုအစိုးရတစ်ခုအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်လာပါဖို့ စစ်ကောင်စီလက်ထက်ကအကြောက်တရားနဲ့နေခဲ့ရပေမဲ့အခုလက်ရှိအာခပြည်သူတော်လှန်ရေးအစိုးရလက်ထက်မှာတော့အကြောက်တရားကင်းမဲ့စွာနဲ့ပြည်သူတွေဟာအစိုးရလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နေကြပြီလို့တောင်ကုန်းမြို့ရမင်းရဖတ်တူကပြောပါတယ် ကျွန်တော်စစ်ကောင်စီအုပ်ချုပ်ခတဲ့အနေထားကတော့ကျွန်တော်ပြည်သူတရားလုံးဝရတော့ကျွန်တော်ရခိုင်သူရခိုင်သားအကုန်ပါကျွန်တော်တို့ကလိုလားမှုလည်းမရှိဘူးလို့သူကကောက်တရားနဲ့ကျွန်တော်တို့ကခံစားပြီးဒီချိန်ခါတဲ့အခြေအနေတိတိရှိပါတယ်။ဒီကူကတော့ကိုပြင်းနေကိုအစိုးရပုံပိုင်အားကအစိုးရတက်လာတဲ့အချိန်မှာကျွန်တော်ပြည်သူတွေဟာဒီကောက်တရားကိုသူကကင်းစင်ပြီးကျွန်တော်အားလုံးကိုလုံးဟိုပါလုံးချုံမှုဟိုပြည်စီဖို့ကတော့ကျွန်တော်စိတ်အားအောင်လို့အပြည့်အဝနဲ့ဟိုခံစားချက်ဒီတဲ့လူတွေပိုင်းကျွန်တော်နေကြခွက်စိတ်ချတာကိုချမ်းတဲ့နေခါတဲ့အချိန်မျိုးကိုကျွန်တော်ခံစားပါ။တော့ကတော့ကျွန်တော်ဒီခုကိုလိုလာတဲ့အစိုးရတရားဖြစ်တဲ့အတွက်ကြောင့်တောင်မျိုးကိုရှိလူလက်လူငယ်အကုန်သူကတော့ကျွန်တော်တို့ဒါဟိုလက်ရှိအစိုးရတရားကိုကျွန်တော်ဘူးပေါင်းဆောင်လဲဖို့ကတော့လူတိုင်းမှာတော့စန္ဒာရှိရလို့ကျွန်တော်ကအခုလက်ရှိအချိန်ကြည့်ပါစန္ဒာဟိုအကုန်သူကဒါစန္ဒာရှိပြီးဘူးပေါင်းပါဝင်ဖို့ဆက်ဆံတဲ့အကုန်သူရှိရလို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ကွမ်တီကွမ်နဲ့ပတ်သက်ပြီးပါကျွန်တော်အရင်လက်ရှိကွမ်တီကွမ်ရောင်းဝယ်ခါတဲ့လူတွေကကျွန်တော်ဒီကွမ်တီကွမ်ရဲ့ရောင်းချခွဲကိုသူကပိုက်တယ်ခဲ့တော့သူကလက်တလုံးမှာတော့သူကအခဲတော့တွင်းနေခဲ့တယ်အခဲတွင်းနေခဲ့ပေမဲ့တော့ကျွန်တော်ဗီဒူတီနားလေဘီဖို့ဗီဒူတီကဟိုပါဟိုရေရှိကိုခေဖို့ကျွန်တော်ဒါဟာကွမ်ရဟာကွမ်ရကင်းစင်နေမြေဖြစ်ဖို့ဒါကိုပထမဆုံးတောင်းမျိုးတွေကိုကျွန်တော်ဒါလုံးတယ်အစိုးရတရားအနေနဲ့လုံးဟိုစံပြအနေနဲ့လုံးတယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ဒီပြီးကြဒီကွမ်တီကွမ်ဝဲနောင်လန်ကျွန်တော်အချိန်မှာမပြောက်တော့မှနောင်လန်လုံးသွားနေရတာစီနေကန်တဲ့တရားပါဒီကွမ်ကင်းစင်ဖို့အတွက်ရေပြီးလုံးတယ်လို့မြင်ရေဒုတိယတခုအနေနဲ့ကတော့ကျွန်တော်တို့လမ်းဘေးစံခန့်နေကိုဖြိုဖျက်ရှင်းကကျွန်တော်တို့ဒီအခုမှမဟုတ်ပါဒီအရင်စိတ်ကောင်းစီတုန်းကပဲကျွန်တော်တို့တရားတွေကိုဟိုဖြိုဖျက်ဖို့နိုင်ရောအစိုးရခိုက်ဆက်ကျွန်တော်တို့တရားကိုဟိုပို့ဆောင်ခပါဒါမျိုးတော့ပို့ဆောင်ရှင်းကိုသူကအကောင့်ထဲမှာပုံနိုင်ခပါဒီကျွန်တော်တို့အခုအားကအစိုးရတည်သူအစိုးရတက်လာတဲ့အခါတည်သူတော်လိုင်းရဲ့အစိုးရတက်လာတဲ့အခါကျွန်တော်တို့တရားတွေကိုအကောင့်ထဲပေါ်အောင်မြင်စွာနဲ့ကျွန်တော်တို့ဒါဖြိုဖျက်ဟာကိုတော့ကျွန်တော်တို့ပြည်သူအနေနဲ့မြင်ရပါတယ်တရားကရှိလည်းမရှိတဲ့ပါကျွန်တော်တို့ YouTube နေမြေတွေမှာဒါမျိုးစေမီကံပြီးရောက်ချနေတဲ့စိုက်ခန့်တီကိုအခုချိန်မှာကျွန်တော်ဟိုစေနေကန်နဲ့စေကန်တကြပေါ့ဆိုင်နေကိုလည်းတော့အိမ်မီတွေမှာဖွဲ့ပြီးစေကန်တကြရောက်ချနေရတော့မြင်ပါတယ်ဒါနောက်ကိုလည်းတော့ကျွန်တော်မျိုးရွာတိုက်ရှင်းတာရဖို့အတွက်လည်းတော့ဒါရည်ရွယ်ပြီးလောက်တယ်လို့ကတော့ကျွန်တော်ကမြင်ပါတယ်ရေကနောက်ဟိုဖြိုပြက်ခံရတဲ့စိုက်ခန့်တမတိကြလို့ကျွန်တော်မလိုလားတဲ့စကားမျိုးဟိုဒီကိုလည်းတော့ကျွန်တော်ဒါမြင်တွေ့ရပါတယ်ဒါပေမဲ့တော့ကျွန်တော်ကတော့အစိုးရတရားအနေနဲ့နောင်ကိုတော့ကောင်းဖို့အတွက်ရှေ့ကိုပြေးပြီးကျွန်တော်တို့ဒါဟာပြုတ်ပြပြောင်းလဲလို့တော့ကျွန်တော်တို့ကမြင်ပါတယ်။တောင်ကုန်းမြို့အတွင်းတန်ရှင်းတရက်နေပေမဲ့မိုးရသည့်မိုးရေကြီးချိန်မှာမြို့အတွင်းရေမြုပ်တာတွေကိုတွေ့ရှိရပါတယ်။ကျွန်တော်ဒီတောင်ကုန်းမြို့မှာရေကြီးရှာမှုနဲ့ပတ်သက်တာပြောပြပါဦးဆိုဒီရေကြီးရှာမှုဆိုတာတောင်ကုန်းမြို့မှာအဆိုင်လာတစ်ခုလို့တိုက်တယ်။မိုးရသည့်မှာဒီရေကြီးရှာမှုထိပ်ဖို့အားအကြောင်းရကြလို့ကျွန်တော်တို့ဒီလမ်းအဓိကလမ်းကြီးလောက်လာတဲ့ဟာဒီ box cover ဒီကိုဒီဆောက်ခါဒီဟာဒီအဓိကလုံးဝကိုစနိုက်ကြမှုမရှိရတာတစ်ချက်ရယ်နောက်တစ်ခုကဒီလမ်းဒီမှာဒီနာဒီကျွန်တော်တို့ညီမြောင်းစနိုက်ဒီ on the shed ဒီပါပါလားဒီကျွန်တော်တို့အနေနဲ့ရင်းဟာကိုပြင်ဆင်နေရတော့အခုကလို့စီပြင်ဆင်နေတဲ့အတိုင်းတာအကြလို့ပြီးလို့ကျွန်တော်တို့ဒီမိုးတွင်းရာဒီမှာရေးစီတာကောက်မအောင်အတွက်ဒီကျွန်တော်မှရေးအင်ဂျင်နီယာဒီနောက်ကျွမ်းကျင်ပညာရှင်တွေနဲ့ဒီတိုင်းတာတွက်ချက်ပြီးလို့ပြီးတော့ဒီအစိုးရတရားစီမံကိန်းတစ်ခုအနေနဲ့လှုပ်ဆောင်လာဖို့အတွက်ဟိုရည်ရွယ်ထားလို့တို့ဟိပါတယ်ကျမတို့အခုမြင်တွေ့ခဲ့ရတာတော့တောင်ကုန်းမြို့ရဲ့တရှင်းတရလှပပုံတွေကိုမြင်တွေ့ခဲ့ရပဲဖြစ်ပါတယ်။အရင်စစ်ဆိုရလက်ထက်နဲ့အခုအာခပြည်သူတော်လိုင်းအစိုးရလက်ထက်ကိုနှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်တောင်ကုန်းမြို့ဟာတိတိတတ်တာတိုးတက်ပြောင်းလဲလာတာကိုတွေ့ရပါတယ်။တောင်ကုန်းမြို့ကိုလာရောက်လည်ပတ်ကြည့်ရှုမယ်ဆိုရင်အမိုက်ကင်းစင်ပြီးလမ်းဘေးတစ်လျှောက်မှာပြင်ချပစည်းတွေမရှိဘဲနဲ့တရှင်းတရလှပနေရကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှင်။